လေးတို့အားလုံးမင်္ဂလာပါတီချေကဒီနေ့မှာတော့ဓာတ်တွေပြီးအခရာလေးအကြောင်းကိုသင်ကြားပေးမှာဖြစ်ပါတယ်အခုတွေ့နေရတဲ့ဘီအခရာလေးကတော့ဓာတ်တွေပြီးအခရာလေးပဲဖြစ်ပါတယ်အဲ့တော့တီချေကဓာတ်တွေပြီးအခရာလေးရဲ့ကြပြလေးကိုကလေးတို့ဆိုပြမယ်ကလေးတို့ကတရားလိုက်ပြီးတော့နှာထောင်တာနော်ဓာတ်တွေမတ်ဓာတ်တွေလေးကဒီရမလေးဟိုဟိုဒီပြေးတီရှယ်ကနောက်တစ်ခေါက်ထပ်ဆိုပြပါမယ်တီရှယ်နားထောင်တာပါဓာတ်တွေမတ်ဓာတ်တွေလေးကဒီရမလေးဟိုဟိုဒီပြေးသူ့ရဲ့အတန်ကဓာတ်လို့ထွက်ပြီးတော့သူ့ရဲ့နာမည်ကတော့ဓာတ်တွေဖြစ်ပါတယ်အဲ့တော့တီရှယ်ကဓာတ်နဲ့စလုံးပေါင်းတဲ့စကားလုံးလေးတွေကိုတီရှယ်ကတားလို့တမီတို့ပြောပြမယ်ကလေးတို့တရားလိုက်ပြီးတော့ကြည့်ထားပေးပါနော်ပထမဆုံးတစ်ခုအနေနဲ့အဲ့ဒါကဓာတ်တလွန်ပင်နောက်တစ်ခုကတော့ဓာတ်တရေလေးเนาะအဲ့ဒါစနဝပြတာကာတွန်လေးဒါကတကယ်တရေပုံလေးเนาะကဲနောက်တစ်ခုကတော့ဓာတ်ဒေါသထွက်ရင်အဲ့လိုပဲရုပ်ဆိုးတတ်တယ်အားကြောင့်မလို့ဒေါသမထွက်ရအောင်เนาะဓာတ်ဒေါသကဲနောက်တစ်ခုကတော့အဲ့ဒါလက်လေးမှာဒန်းဆိုးတယ်လို့ခေါ်တယ်เนาะအဲ့ဒါဓာတ်ဒန်းဆိုတာကိုလည်းဓာတ်ဒန်းလို့ခေါ်တယ်เนาะနောက်တစ်ခုကတော့သိပါတယ်အဲ့ဒါဘာလေးလဲဆိုတော့ဒေါင်းလေးเนาะဓာတ်ဒေါင်းငက်လေးပါသူကအမိလေးဖြစ်လိုက်ရမ်းလာပါတယ်ကဲနောက်တစ်ခုကတော့ဓာတ်ဒူရင်ဒီဒါတော့တမျိုးကြိုက်လားဒီချီကတော့ကြိုက်တယ်ဓာတ်ဒူရင်ဒီနောက်တစ်ခုကဓာတ်ဒိန်ချင်းကလည်းဓာတ်နဲ့ပဲစလုံးပေါင်းပါတယ်ဓာတ်ဒိန်ချင်းကဲပြီးသွားရင်တော့ဒီရှယ်ကဓာတ်တွေပြီးအခရာလေးကိုတားတို့သမီးတို့ဝိုက်ပုံမှာရေးပြမယ်တားတို့သမီးတို့ကတရားလိုက်ကြည့်ထားပါနော်တစ်ချက်နှစ်ချက်ဓာတ်တွေ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 ဒါတို့တမျိုးဒီရှယ်နဲ့တူတူလေးထဲမှာလိုက်ပြီးတော့ဆွဲကြည့်လို့ရရယ်เนาะလက်ညှိုးလေးနဲ့လေးထဲမှာဆွဲပဲတစ်ချက်နှစ်ချက်ဓာတ်တွေဟုတ်ပြီเนาะကဲအဲ့တော့ဒီရှယ်ကဓာတ်တွေပြီးရဲ့ခရာလေးကိုတင်ပေးလိုက်ပြီဆိုတော့ဒီရှယ်နဲ့အတူတူဓာတ်တွေပြီးကြပြလေးကိုနောက်တစ်ခါလောက်ဆွဲကြည့်ကြရအောင်ဓာတ်တွေမတ်ဓာတ်တွေလေးကဒီရမလေးဟိုဟိုဒီပြေးကဲဒါတို့သမီးတို့ရေဒီနေ့ကတော့ဒီလောက်ပါပဲနောက်နေ့ကျမှဓာတ်အောက်ဆိုင်သင်ခန်းစာလေးနဲ့အတူတူဒီရှယ်နဲ့ပြန်ဆုံကြမယ်နော်တတာ